သူเจ้าတစ်ကိုရောက်ရောက်ချင်းမှာပဲမျက်နှာကိုဆေးရောင်စုံတွေချဲပြီးတစ်ပင်မှာအခြေခံထားရတဲ့เจ้าအုပ်ကြီးကိုတွေးလိုက်ရပါတယ်ဒီเจ้าမှာနတ်ဆိုးအတန်းလို့ခေါ်တဲ့အရန်ဆိုးသွမ်းတဲ့เจ้าသားတွေရှိနေပြီးဘယ်သူမှသူတို့ကိုမထိရဲကြပါဘူးဆရာအစ်ကအတန်းလေးဝင်သွားတဲ့အချိန်မှာเจ้าသားတွေကဟော့ပေါ်စားနေတဲ့သူကစားပင်ပေါင်ရိုက်တဲ့သူကရိုက်နဲ့ရှုပ်ရှက်ခတ်နေတာပါအတန်းလေးကိုဆိုဖာကြီးထမ်းပြီးလူမိုက်စတိုင်နဲ့ဝင်လာတဲ့ကောင်လေးတယောက်ကသူ့ကိုဝိုင်းတိုက်ခိုက်ဖို့စူးစမ်းပေမဲ့ဆရာကတော့9စက္ကန့်အတွင်းမှာပဲအကုန်လုံးကိုအလဲသိပ်လိုက်ပါတယ်ဒါပေမဲ့ကျောင်းသားတွေကမကျေနပ်သေးပါဘူးဆရာကကျောင်းသားတွေကို3ရက်အတွင်းသူ့ကိုပညာပေးနိုင်ရင်ကျောင်းသားထွက်သွားမယ်လို့စိန်ခေါ်လိုက်ပါတော့တယ်နောက်တစ်နေ့မှာကျောင်းသားတွေကတကားဝမှာထုံးတွေနဲ့ထောင်ချောက်ဆင်ထားပေမဲ့ဆရာကခီးတစ်ချောင်းနဲ့အလွယ်တကူကာကွယ်လိုက်ပါတယ်ကျောင်းသားတွေပြပောက်သမျှကိုလည်းလျှက်စီးလိုအမြန်နှုံးနဲ့ဖမ်းပြလိုက်ပါသေးတယ်။အဲဒီနောက်ကျောင်းသားတွေကဆရာကားမှာဘုံထောင်ပြီးနောက်ပြောင်ဖို့စူးစမ်းခဲ့ပေမဲ့တကယ်တမ်းမှာတော့ကားထဲမှာဘုံစစ်ရှိနေခဲ့တာပါ။ဆရာကကျောင်းသားတွေကိုအသက်ပေးကကယ်တင်လိုက်နိုင်လို့သူတို့တွေဆရာကိုအထင်ကြီးသွားကြပါတယ်။ယောက်ျားလေးတွေကဆရာဘက်ပါသွားပေမဲ့မိန်းကလေးတွေကတော့လက်မခံသေးပါဘူး။ဆရာကိုပိုက်ကွန်နဲ့အုပ်ဖမ်းဖို့စူးစမ်းပေမဲ့ဆရာကဓာတ်တစ်ချောင်းနဲ့ဖြတ်ပြီးလွတ်မြောက်သွားခဲ့တယ်။နောက်ဆုံးမှာတော့မိန်းကလေးကောင်းဆောင်ကဆရာကို3ရက်အတွင်းစိန်ခေါ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ညနေမှာပဲအဲ့ဒီမိန်းကလေးကိုလူမိုက်တွေကဝိုင်းနှောက်ယှက်တာကိုဆရာကဝင်ကယ်ပေးလိုက်ပါတယ်။သူမကိုဒုက္ခပေးနေတဲ့လူမိုက်တွေကိုဆရာကတယောက်တည်းနဲ့အပြတ်သက်နှိမ်နှင်းပြလိုက်တဲ့အခါမှာတော့မိန်းကလေးဟာသူမရဲ့အရင်ကအပြုတ်မှုတွေအတွက်နောင်တရပြီးဆရာကိုတောင်းပန်လိုက်ပါတော့တယ်